2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုနာမည်နှလုံးမြင့်မြတ်မြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာဒီကနေတော့မတော်ပါဘူးဖေတို့ဒီကနေ့ပေးလားကိုယ်ဘယ်လိုလုပ်လိုက်တာလဲကိုဘာလို့မျိုးလဲညီမလေးရဲ့ညီမလေးအကောလမ်းမေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးကတော့မတိတ်ခါကြနောက်ကညီမလေးနဲ့ပြောပါလေဘယ်တော့မှမခေါ်ပါနဲ့တော့မောင်မောင်နဲ့တိတ်ကမချောင်းဆင်နေပြီပါအေးပါသူရရဲ့ချလိုက်တာမြင့်မြတ်ရဲ့တော့ကလမ်းမှာတွေ့မခုံမိအောင်ဘာလုပ်တာသူရရဲ့ပင်ငါစီနာမစိုးရမနဲ့ကွာမရဝင်တိုင်းဖုန်းနဲ့ချိတယ်အဲ့လိုဒီးပတ်မျိုးလေလမ်းမေးကထောင်းစားတော့မတိုင်တော့တည်ချလိုက်တာမြင့်မြတ်ရဲ့ Oh my god လုံးအောင်ပါပဲဟာချောင်းတော့ဟောနေလွန်စရာ တော်တော်လေးရောပါလို့မလို့ဟုတ်ကဲ့ခွဲတာဘယ်ဆိုရင်ဖတ်လိုက်ကြအကောင်ကောင်ဆုံးပဲကိုကြီးမောပြီးလိုက်တာဘယ်မှာစကားပြောဖိနေမိအတော့ကြအဲရောင်မရိုင်းနေပြီကြောက်ပါတန်ရောစီနေရဲလို့ထားတဲ့ကပါနေပါ2025ခုနှစ်အတွက်အကောင်းဆုံးကျေးဇူးတင်စကားပြန်ကြားပြောဆိုပေးပါရှင်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါသည်ခင်ဗျာဒါကျွန်တော်ဒုတိယမိအင်တာနက်5ပါးကိုစီမင်းထက်ကနေကျွန်တော်ကာရဝပြုပါတယ်ကြွရောက်လာတဲ့နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံရုပ်ရှင်လောကသားများအားလုံးလည်းကျွန်တော်စီမင်းထက်ကနေကာရဝပြုပါတယ်ခင်ဗျာကျွန်တော်အခုရတဲ့ဆိုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီမင်းဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါပြီးတော့ဒါထုတ်လုပ်ရေးပေါ့နော်ဒီကောင်ကိုထုတ်လုပ်ပေးတယ်ဒါ Unity Production လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီကောင်ကိုဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဇညွန်းကိုလွမ်းဝေအောင်နောက် DOB ကိုသားကျော်ပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်အဲ့လိုအရန်ပြေမတ်နဲ့လုပ်ကြရဲကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအားကြမခံပြောပါအောင်မယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်ဆိုတူကောင်းပတ်အဲ့လိုကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ